ဒါကတော့အမအိမ်နဲ့ဈေးဝယ်တော့စောင့်နေတာပေါ့နော်ချစ်ကလေးဒီဘက်လဲအောင်ချစ်ကလေးရဲ့ဆရာကြီးတဲ့ကိုကိုကလှနေတာဟုတ်မေကိုကိုကခေါ်နေတယ်ဆရာကြီးကသူစွာလားစွာတော့မောင်တိုင်းကြည့်နေတာမငိုင်နဲ့ကုတ်နေတယ်ဟဲ့ဆရာကြီးဟောပါတော့ဟောလိုင်းမောဆိုလို့ရှိရင်ဟောပါသူ့ရဲ့နာမည်ကြီးပြောမှလည်းလိုက်ညာကြီးဟုတ်ပါဟဲ့တော်မမအကောင့်တစ်ခုထပ်ဖွင့်ထားတယ်ဟုတ်လားဟုတ်တယ်အဲ့အရင်အကောင့်ကမရတော့လို့ချိန်မိုးနေဟိုဘက်ကိုလှည့်နေတာဟဲ့မောင်လေးခေါင်းနေလေရက်ကုန်လဲဟုတ်မယ်ကိုကခေါင်းနေလှည့်ကြည့်လိုက်ပါဦးမောင်လေးအဲ့လိုမလုပ်ရဘူးကိုကိုချစ်လို့ကြည့်တာမောင်လေးဒီဘက်လဲအောင်ဟာဟုတ်တယ်လှည့်ပါသူကစွာတယ်ဆရာလေးနော်ဟုတ်ပါဒါမမဈေးသားမယ်ဆိုတော့မမကိုစောင့်နေပြီးရင်ခုဒါမမဝတ်ပေးသမျှအကုန်ခံအဲ့လိုမျိုးပြီးရင်သူကမထင်စွာစားရအမကိုနော်တွီမမကြီးလာတော့ဟေးဟာလားမမကြီးလာတော့ဟေးပြန်ချင်ပြီလားချစ်ကဟောပြန်ချင်ပြီခိုင်းဆောင်လိုက်ပါလာမှာမမကြီးနော်ချင်နော်တွီချစ်တာဟေးချစ်ကြရလေးပါချင်းချစ်တုံးလေးပါရှင်ဒါကတော့မမကြီးကိုစိတ်ရှိလက်ရှိစောင့်နေချစ်တုံးလေးပါဟုတ်လားချစ်တုံးလေးမရလာသေးဟဲ့ချစ်တုံးလေးချစ်တုံးလေး